အားလုံးပဲမင်္ဂလာပါကျွန်တော် channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ချင်းချမ်းပြောပါတယ်ဒီဗီဒီယိုမှာတော့ကျွန်တော်လီလာရဲ့ scale လေးတွေရှင်းပြတော့မှာဖြစ်ပါတယ်အဲ့တော့သူ scale ကတော့ဒီကျွန်တော်တို့ battlefield ပေါ်မှာအယုတ်လေးတွေပေါ့သူရဲ့ clone တွေပေါ်လာမယ်သူကနေမှ damage ပေးပါမယ်အဲ့တော့သူတက်မှတ်ထားတဲ့ damage 1000ပြည့်တိုင်းမှာကိုအတောင်းပြနေတဲ့စနစ်ကြီးအများဆုံးတွေက hero တကောင် random ချမှာဖြစ်ပါတယ်အဲ့တော့အဓိကတော့ hero အပူရတဲ့ commander ပါပြီးတော့နောက်တစ်ခုကျွန်တော်ရှင်းပြချင်တာကလေလာ commander နဲ့အလိုက်ဆုံးကတော့လေလာ cat ကိုအားမပေးပါဘူးဘာလို့လဲဆိုလေလာ cat ယူလိုက်လို့ချင်းရင်ကျွန်တော်စမ်းကြည့်တော့4ချက်တန်5ချက်တန်ရအရန်ခဲရင်တော့ပါတယ်အဲ့တော့လေလာကတ်မယူပါဘူးအဲ့တော့သူနဲ့အလိုက်ဆုံးကဘာကတ်တွေဖြစ်မလဲဆိုရင်ကိုစော့တဲ့ flow ပေါ်မူတည်ပြီးတော့ယူပါ Minotaur ကတ်တို့ Dicky ကတ်တို့ Mia ကတ်ဒါတော့ကို flow ပေါ်မူတည်ပြီးယူကြပါကျွန်တော်ကတော့အခုနောက်ပိုင်းလေလာနဲ့အလိုက်ဆုံး flow ထဲက downless ကိုပဲအဓိကတည်ဆော်တယ် downless နဲ့ soul vessels ပေါ့နော် key flow ပေါ့နော်အဲ့တော့တည်ဆော်တဲ့အတွက်ကျွန်တော်ကတော့ Mia ကတ် စီလုံးကတ်တို့ယူတာများပါတယ် Dicky ရရင်တော့ Dicky ယူပါတယ်ပြီးတော့ဒီလေလာရဲ့ passive ကဒီအခုဆိုရင်အပေါ်မှာသူ့ရဲ့အယုတ်လေးအောက်မှာအနီရောင်ကွင်းလေးပေါ့နော်အကောင်ကပြည့်ရင်သူ damage ပေးပြီဆိုတာကိုပြတာပါအဲ့တော့အကောင်ကတပွဲမှာသူ damage က8000ကိုတကောင်ရမှာပေါ့နော်ဆိုတော့16000ဒါ damage ထိခဲ့ရင်2ကောင်ရမှာပါအကန့်အသတ်မရှိပဲရမှာပါပြီးရင်ဒီပွဲမှာ12000ဖြစ်သွားရင်လည်းပိုနေတဲ့4000ကနောက်တစ်ပွဲစားမှာပေါင်းပါပါသူရဲ့အောက်ကဆက်ဝိုင်းလေးလဲနေတာကိုကြည့်ပါအဲ့သူ damage ထိတာကိုပြနေတာပါအဲ့တော့ဒီလေလာကရတဲ့ကောင်မှာကျွန်တော်ကဘာလို့ downless ကိုအလိုက်ဆုံးလဲပြောလဲဆိုတော့ downless တွေကအရှိမရှိအပြည့်နဲ့အမှာခံထားတဲ့အတွက်အနောက်မှာပြစ်ဖို့အခွင့်အများကြီးရပေါ့နော် damage အများကြီးပေးနိုင်တယ်အဲ့တော့ hero တွေပို့ရမယ်ဒါသူရဲ့ natural passive ပေါ့နော်ဟို combo ပေါ့ဒါပါပဲကျန်တာကတော့ဆော့ရတာလွယ်ပါတယ်တခြား commander တွေလိုမျိုးပြစရာအကွက်လိုတွေမရှိပါဘူးလေလာ commander ကတော့တခြား flow တွေလည်းဆော့လို့ရပါတယ်အရင်တော့ mass man နေပါနေဆော့ပါတယ်ဒါတော့ကိုကြိုက်တာရွေးချယ်ပြီးဆော့လို့ရပါတယ်ကြိုက်တဲ့ flow နဲ့ဆိုလိုက်ပါတယ်အားလုံးပဲလာကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်အားလုံး thank you ပါ bye bye